အနန္တ၅ပါးကိုရှိခိုးပါ၏ဗျာအနန္တ၅ပါးကိုရှိခိုးပြီဗလားပြိဿကြီးအနန္တ၅ပါးကိုရှိခိုးပြီးရင်ဒီကနေ့ဘုန်းကြီးရှေ့ပိုင်းဟောမှာကတထဆွမ်းနဲ့အမြတ်စခန်းဒါတရားဟောမှာလေတထဆွမ်းနဲ့အမြတ်စခန်းကျွတ်တော်ဘောကထွထားသရုံမြတ်စွာဘုရားသခင်ကိုရောမြတ်သည်ဥရကေဟိနယံတိနိတိကဥက္ခုကာရဓမ္မယံတိတေသနံဒါရုံဓမ္မယံတိတစ္ဆကအတ္တနံဓမ္မယံတိသုဗ္ဗတာလို့ဒီဒေသနာကိုဘုရားဟောပါဘယ်သူအကြောင်းပြုဟောတယ်လဲလို့ဆိုတော့ဆောလလေးတထကတ္တာနဲ့အမြတ်စခန်းလို့ဆိုတဲ့နိဗ္ဗာန်ကိုလှမ်းသွားတဲ့တက္ကရာတယောက်ကိုအကြောင်းပြုဟောပါတက္ကရာတယောက်ကဘယ်သူလဲတထေးတယောက်လို့လဲဆိုလို့ရအစေခံတယောက်လို့လဲဆိုလို့ရလေရမတယောက်လို့လဲဆိုလို့ရဆင်းရဲသားတရားလို့လည်းသူဆိုလို့ရဘဝတန်လျာခရီးမှာအမျိုးမျိုးခံစားချက်တွေအပြည့်အဝနဲ့ဆွမ်းကလေးတစ်ထပ်လှူပြီးတော့နိဗ္ဗာန်ကိုမြန်းသွားတဲ့တရားရဲ့အကြောင်းကိုဘုန်းကြီးဟောမှာဖြစ်တယ်ဒီဒေသနာကိုဟောတဲ့အချိန်ခါမှာဘုန်းကြီးတို့အတိတ်ဇာတ်ကြောင်းလေးမပြန်လို့မဖြစ်ဘူးအတိတေဘာရနဗိယအစရှိသဖြင့်ဘုရားကိုယ်တော်မြတ်ကြီးဟောကြားတော်မူတဲ့ဒေသနာတော်အရာဟောလွန်လေကြီးသောအခါဘာယာနာခေါ်တဲ့ရွှေမြို့တော်ကြီးမှာဘာယာနတိတထေးကြီးဆိုတာရှိအဲ့ဒီဘာယာနတိတထေးကြီးမှာသားတစ်ယောက်ဖွားမြောက်ထားတယ်ကန္ဓတထေးသာဒေသကြီးဘယ်သူတဲ့တော့ကန္ဓတထေးသာနာမည်လေးပြရင်တော့မောင်မွေးလို့ရရင်ရမှာပေါ့မောင်နှံ့လို့ရရင်ရမှာပေါ့မောင်နှံ့မကောင်းပါဘူးမောင်မွေးကောင်းဒေသကြီးနှံ့လာကြည့်ကောင်းရဲ့အေးနောက်မနှံ့နဲ့ပေါ့ဒါပဲပြောရပါကန္ဓဆိုတာအနံ့မရဒါပေမဲ့မောင်နှံ့လို့ကြည့်မကောင်းတဲ့ကိစ္စမို့မောင်နှံ့လို့မမဲ့ဘူးမောင်မွေးလို့မှတ်ချင်မှတ်သွားကြဘယ်သူတဲ့တုံးလေးသက်ကြီးမောင်မွေးမောင်ကန္ဓပေါ့လေမောင်ကန္ဓဒီသူ့အဖေဘာယာနတိတထေးကြီးဘဝတစ်ပါးပြုံးသွားတဲ့အချိန်ခါမှာအိမ်မှာရှိတဲ့အတော့အဆောင်များကတထေးသားလေးကန္ဓဟောဒီပစ္စည်းတွေကတင့်မိဘဘုရားထားခဲ့တဲ့ပစ္စည်းတွေဖြစ်တယ်ပစ္စည်းထားတဲ့ဗန္ဒာကန်းတွေအကုန်ဖွင့်ပြနေပါပဲလားဗျာဒီပစ္စည်းတွေမိဘဘိုးဘွားပိုင်တာမှန်ရဲ့သို့တော်လည်းပဲမိဘဘိုးဘွားကသိသွားကြတော့ဒီပစ္စည်းတွေယူမသွားနိုင်လို့ထားပစ်ခဲ့ကြတာလားခင်ဗျာအေးမယူနိုင်ဘူးလေတထေးသားလေးရဲ့မယူနိုင်လို့ယူမသွားကြတာပေါ့ကွမယူနိုင်လို့သူတို့ထားပစ်ခဲ့ပေမဲ့လို့ကျုပ်ကတော့ဒီပစ္စည်းတွေပါအောင်ယူမယ်မိဘဘိုးဘွားတွေတရားကောင်းလို့ဒါတွေယူမသွားနိုင်ရင်သူတို့ဘာတွေယူသွားတယ်လေခင်ဗျာဘာမှမယူနိုင်ဘူးချစ်လို့ကြွေးငွေပြီးဝတ်စားတန်းစားဆင်တဲ့ခန္ဓာကိုယ်ကြီးလည်းထားပစ်ခဲ့ရတယ်မောင်ရဲ့သူတို့ယူသွားနိုင်တာကတော့ဖြင့်သူတို့ပြုတ်ကြတဲ့လူဘဝကကုသိုလ်ကံအကုသိုလ်ကံဒီကံတွေပဲသူတို့နောက်အရေးတပွဲပါသွားကြတယ်။ဒါခင်းလို့မယူနိုင်တာရ။မ
မိဘဘိုးဘွားများပြောရရင်တော့မကောင်းပါဘူးဗျာသူတို့မွေးဖွားလို့လူဖြစ်ပေမဲ့လို့အလို့နာလို့ညာခင်းလို့ဒီပစ္စည်းတွေမယူတာကျုပ်ကဟောဒီပစ္စည်းတွေကျုံတော့ပါအောင်အကုန်ယူသွားမယ်ဗျို့ပါယူမရဲဗျယူမယ်ဆိုတော့ပရိသတ်ရေကန္ဓကထေသာတန်ဃာတော်ကြီးပြင်ပြီးဆုံးကတ်တော်မဲ့နဲ့တူတယ်လူတဲ့ပရိသတ်တွေကျွေးမွေးတော်မဲ့နဲ့တူတယ်ပရိသတ်ကြီးကန္ဓကထေသာကျွေးတဲ့မွေးတဲ့လှူတဲ့တန်းတဲ့ပွဲကြီးများလိုက်မစားချင်ဘူးလားပရိသတ်ချက်ပါနဲ့စားကြစားကြတာပေါ့မစားကြမစားကြတာပေါ့မစားကြဘူးလို့တော့ကိုယ်ပိုက်ချက်ရှိတဲ့အတိုင်းပဲပေါ့လေပြောပေါ့ပိဋကကြီးခန္ဓာတစ်ထေသာလူတိုင်းကျွေးမွေးတဲ့တံပေါက်တွေဝက်သားတွေသူကျွေးမွေးမဲ့ဟာတွေပြန်ပိဋကကြီးလိုက်မစားကြဘူးလားအေးပါဇက်ပြင်ထားပါဇက်ပြင်လူတော့မှာခန္ဓာတစ်ထေသာကကျွေးတော့မွေးတော့မှာဒါတော့စားရအောင်ပြင်ထားနော်ခန္ဓာတစ်ထေသာသူ့နောက်ပါအောင်ယူမယ်ဆိုပြီးတော့အကြံတစ်ခုပေါ်လာတသိန်းတန်နဲ့မန္တကြီးထိုးတာတသိန်းနဲ့မန္တကြီးထိုးလိုက်ဒီကဘာမန္တကြီးတော့မန္တကြီးတသိန်းနဲ့ထိုးမှတော့ပါဇက်သာပြင်ထားနော်တသိန်းတန်နဲ့ဖန်ရည်ကျိုးခိုင်းဆောက်ကြတာဟဲ့ဘာရည်ကျိုးခိုင်းကြီးတော့ဆိုးရမူလားချိုးရလဲဆိုရင်လည်းဖန်ရည်ယောဂကြီးတဲ့ပို့ပေးမလို့တသိန်းတန်နဲ့ဖန်ရည်ယောကိုပိဋကကြီးတသိန်းတန်နဲ့ဘာရည်ယောကိုဖန်ရည်ယောကိုနတ်လာရေအိုးကအလုံး60လဲပေါ့နတ်လာရေအိုးမွေးချင်ပြီးတော့ပိဋကကြီးလောင်းပြီးတော့မြန်ချိုးလိုက်ရှင်မူလားပြောရမယ်လူတွေတောင်နည်းနည်းလေးအရှင်ပြည့်သိပါတယ်ခန္ဓာတစ်ထေသာကြည့်အခုတရားနာပြေးတာဖန်ရည်ကျိုးကုန်ကြီးကလည်းတသိန်းတာနတ်လာရေအိုးရင်းနဲ့အဲ့ဒီတသိန်းတန်းနဲ့မန္တကြီးအလေကောင်မှာသူနေဖို့ထိုင်ဖို့တသိန်းတန်တရားနာပြေးတာဆောင်းလိုက်ပြန်ရောခင်ဗျားတို့လို့ဆိုကတင်တို့ကိုပြစ်တို့အေးကတင်တို့ဘာတို့ညာတို့ခေါ်တယ်လို့သူကလည်းတရားနာပြီးတော့တသိန်းတန်နဲ့သူထိုင်ပြီးထမင်းစားဖို့နေရတသိန်းတန်နဲ့ရွှေခွက်တနေ့ကိုသူစားလိုက်တဲ့ထမင်းကမနဲ့1000လားနေ့နဲ့1000လားညနေ1000လားတနေ့3000လားစားပြီးတော့လက်ပြီးနဲ့ရောက်လာသောအခါတသိန်းတန်နဲ့ရွှေခွက်ထဲကိုတသိန်းတန်နဲ့ထမင်းလေးစားမတဲ့ပြေးသာခင်ဗျားတို့ကတော့နောက်မှကျွေးမှနဲ့တူပါရဲ့နော်ပြောထားကြစောင့်ထားကြတသိန်းတန်နဲ့ထမင်းစားမယ်တဲ့တနေ့3000လုံးစားပြီးတော့ဒီနေ့တော့လက်ပြီးနဲ့ရောက်လာသောအခါမန္တကြီးထိုးလို့မောင်းကျင်းနေခတ်ဒေသကြီးခန္ဓာတစ်ထေသာကမြို့ကိုဘာခတ်ခိုင်းမောင်ကျင်းနဲ့ခတ်ခိုင်းတယ်ဘယင်ခန့်တဲ့တစ်ထေကိုဘယင်ခန့်ဆိုသူ့ဖေပေးသွားတဲ့နောက်ခန္ဓာတစ်ထေသာမိဘမရှိတော့သားသမီးပိုင်တိုင်ရမယ်ပစ္စည်းတွေဆိုပြီးသူ့တစ်ထေရာလူအပ်ထားတယ်ကိုမြို့ထဲကိုမောင်းလေစေတယ်ပြိတ္တဒါရင်လူကြီးလားလူများတို့လေဒီကနေ့လာပြီးနေဖြစ်ပါသောကြောင့်လာပြီးနေတိုင်းစားနေကြဖြစ်သောတသိန်းတန်သောထမင်းကိုတသိန်းတန်သောရွှေခွက်ထဲမှာထည့်ပြီးတသိန်းတန်သောမန္တကြီးအလဲကောင်းပါကန္ဓာတထေသာဤထမင်းစားပွဲကိုကြည့်ရှုလိုသူရှိကလာရောက်လေကြည့်ကြလေဆိုပြီးတော့မောင်းကြီးထုအတော်တရားလွန်တဲ့တထေဒေသကြီးပါဇက်ပြင်ထားတာလေကန္နာတထေသာကျွေးလိုက်မွေးလိုက်လူလိုက်တန်းလိုက်မယ်ထင်လို့ပါဇက်ပြင်ခိုင်းနေမယ်လို့သူများမကျွေးအောင်ကြတသိန်းတန်နဲ့သမင်းစားမယ်ဆိုတော့
တိုင်းပြည်လည်းအုပ်အုပ်ကြွကြွပေါ့လေဟာလုံးမကွာတသိန်းတန်နဲ့ထမင်းစားမလို့တဲ့ကွာအောင်မမင်းတသိန်းတန်နဲ့ထမင်းပြောနေတနေ့တနေ့မင်း3000ကုန်အောင်စားတာလေမနေ့က1000တန်းနေလေသားက1000တန်းညနေသားက1000တန်းစားရကွာဟောဒီလာပြီးနေကြတော့သူကတသိန်းတန်စားမှာမလီခုခေဟောတယ်တက်တဲ့လူတွေကသူတို့ကိုသူတို့အခန်းလုံးဒီတကြီးဟောတယ်ပြန်တသိန်းကုန်စားလားမစားပါနဲ့တသိန်းကုန်စားလည်းတဲခံကြပါကြည့်ဟောမတရားလာပြီးတာတသိန်းကုန်စားအဲဒီချိန်ခါမှာတော့ကကျွတ်တို့ချင်းခောက်ပြီးစားတဲ့တောင်သူလေသမားတယောက်ကသွဲနဲ့နွားနဲ့ချင်းနေနဲ့သူကမြို့တဲ့အလားမိတ်ဆွေတူရဲ့အိမ်မှာဝင်ပြီးတော့တဲခုတလည်းချင်းအခုမောင်းပြီးတာပါလေကွာအမလေးမင်းကန္တာပတိသားကတပိတ်တနဲ့ထမင်းစားပွဲကြီးလုပ်တာမင်းကြည့်ဘူးလားကြုံမကြုံဘူးပဲကွာကြားလည်းမကြားဘူးပါဘူးတို့မျိုးတော်မောင်ကြီးမင်းကလထိုင်နေခင်းပြီးတော့အဆင်းဆင်းသူ့ထဲငါတိုးခွေပြီးရှိကရအောင်ကြည့်ကြတာကွာရှိကရအောင်ကြည့်ကြတာကွာတပိတ်တနဲ့ဖန်ရီကျိုးကန်းကြီးထဲမှာတပိတ်တနဲ့ဖန်ရီကျိုးကုန်းပေါ်မှာအောင်မလေးနမ်းမကြီးကိုအလုံး6ထင်းနဲ့ကွာအမျိုးသမီးတွေကလည်းနေဘူးဟာကြီးတွန်းပေးကြရေချိုးပေးကြပြီးတော့လေရေချိုးပြီးတဲ့ချိန်ခါမှာနမ်းမလိမ့်ပေးကြအခုအဲ့ဒါလိုနမ်းမလိမ့်ပေးပြီးတဲ့ချိန်ခါမှာတပိတ်တနဲ့ထမင်းကိုစားမှာကွာတပိတ်တနဲ့ရှုွက်ကြီးတဲ့ထဲလို့ဟာတကယ်ကြီးငါကြည့်ရင်လားကြည့်ရင်လားလိုက်ခဲ့ဆိုပြီးပါသွားတယ်ဘာတော့မန္တကြီးတဲ့မှာကြည့်ကြတာပေါ့တပိတ်တနဲ့ထမင်းကိုစားဖို့ပြင်ထားတယ်ပြည်သက်ရွှေပွက်ကြီးနဲ့တော့ကလာတဲ့ခင်းကုတ်သမားကတပိတ်တနဲ့ရွှေပွက်ကြီးမြင်တဲ့ကပြည်တများများဖြစ်လာအတော့စားချင်စိတ်ပေါက်ဟာသားလေးကဘယ်လောက်ကောင်းတပိန်းနံကွာဘယ်လိုဟာတွေများထည့်ထားပါလဲတကယ်ချင်းစားရရင်ကောင်းပါကွာကောင်းမကောင်းကွာမင်းတို့ငါတို့အရာမမဟုတ်ပဲနဲ့မင်းသူ့တက်နိုင်လို့စားတယ်လို့နောက်တစ်ဖေးသားထွက်လာဟာတစ်ဖေးသားလာပါတဲ့သူတို့ဝိုင်းကြည့်ကြအဲ့ဒီတပိန်းတန်နဲ့သူထိုင်ရလောက်ထားတဲ့နေရာပေါ်မှာထိုင်ပြီးတပိန်းတန်နဲ့ရွှေကွက်ကြီးတဲ့စားလို့အဖုံးဖွင့်လိုက်တရားတော်ပြည်သားမန္တတစ်ခုလုံးကျန်ကျင်းသွားတယ်အဲ့ဒီချိန်ခါမှာတရားတော်ပြည်သားခုနှစ်ငါတော့ကတော့ကလာတဲ့ချင်းကုတ်သမားရဲ့နှာခေါင်းကိုသွားပြီးတော့အဲ့ဒီအနံ့တွေကနှုတ်ဖက်တာကိုဟိုလူနှာခေါင်းလေးပွားစီဖြစ်နှာခေါင်းလေးပွားစီဖြစ်လာဟာတကယ်ကြီးငါကွာစားချင်လိုက်ပါပြီစားချင်လို့ရမလားကွာငယ်ချင်းအဲ့ဒီအစာကိုမှငါမစားရရင်ဒီဘဝငါသေရလိမ့်မထင်နဲ့တကယ်ချင်းတရလုံးငါဒီကြဟိုလူကလည်းတရလုံးစားတယ်ငါတက်လူကလည်းတရလုံးမရငါဒီကြမစားရရင်ငါသေရလိမ့်မယ်တကယ်ချင်းခဲတော်တာပါပဲကွာကြိုက်ငါတောင်းပြီးပါမယ်ကွာစားရမစားရတော့မသိဘူးပါမီတေပလမမီထားအော်တာမြို့ကမိတ်ဆွေကတော့ကမိတ်ဆွေကိုတနာလို့ပါမီတေပလမမီပါဠိပြောနေတာနော်ဒီတော့သာမိတေပလမမီဆိုတာသိလားရှင်တထေးမေသိအကျွန်ုပ်ဥညွတ်ပါ၏မြန်မာပြန်လိုက်တော့ဒီအဓိပ္ပာယ်လေးရသိလို့အကျွန်ုပ်ဥညွတ်ပါတယ်သုံးချိန်တိုင်ထអော်လိုက်တော့တထေးသမင်းထဲ့ထားတဲ့ရွှေကွက်ထဲလက်လိုက်ခံပြီးဟာဘလူကဘာလိငါဥညွတ်တဲ့လေပါဦးမိတ်ဆွေခင်ဗျာဘာတော့တထေးမင်းကိုဥညွတ်ပါတယ်ခင်ဗျာ
ဟောပြီးဦးညွတ်တာဟုတ်ပါပြီဘာလို့လို့ဘာအကြောင်းနဲ့ဘယ်လိုလိုဟောကြောင့်ဦးညွတ်တာတထဲနဲ့စားတဲ့တသိန်းတန်းနဲ့ထမင်းကိုအကျွန်းလို့ရဲ့တော့ကမိတ်ဆွေကစားခြင်းလို့ပါတယ်ခရာတသိန်းတန်းကိုလာပြီးနေ့တိုင်းစားတနေ့1000တန်းထမင်းကိုမနဲ့နေ့လေညနေ3000ကိုအောင်စားဒါလောက်ချမ်းသာတဲ့တထေးဆိုတော့အရှင်တထေးမင်းစားတဲ့ထမင်းကိုတော့ကကျွန်ုပ်မိတ်ဆွေကစားခြင်းပါတယ်ဆိုတော့တရားတရားကောင်းကောင်းနဲ့ကျွေးလို့တဲ့ဒီတော့ဒီခုနကပါဇာလေးတွေများအခုပြင်ထားပြီလားမပြင်တော့နော်ပြန်လာဖြုတ်လိုက်ပါနော်ကိုပါဇာလေးတွေကိုအပြင်ဖြုတ်လိုက်တော့ကျွေးလို့တဲ့အဲ့ဒါလို့မကြည့်ဘူးဆိုတော့ခိုင်ငါမပြောဘူးလားကွာမင်းစားဖို့မလွယ်ပါဘူးပြောရသားနဲ့သာမီတင်းပန်းမာမီထားអော်လိုက်ပြန်ပြန်ပြီမဲဆွေဟာလေရှင်မသေးမေစားခြင်းလို့ပါတယ်ခင်ဗျအတဲခက်နေပါလားမကျွေးပါဘူးလို့ပြောနေမှာထမင်းတစ်ဆုပ်ကို100 300ဒီလိုတန်နေမကျွေးနိုင်ဘူးအရှင်မသေးမေမကျွေးလို့ရှိရင်ကျွန်ုပ်ရဲ့မိတ်ဆွေတော့ကလာတဲ့လူကအသက်သေးရလိမ့်မယ်လို့ဆိုနေပါတယ်ခင်ဗျာခက်တော့တာပဲကန်ဒီလောက်စားခြင်းရင်အလကားတော့မကျွေးနိုင်အလကားမကျွေးနိုင်ဘူးတော့နှစ်တီကျုံခရင်ဒီတသိန်းတန်နဲ့ခမင်းကိုကျွေးဟိုလူကလည်းပြိဿငါတိကြရတာအလွန်ပဲအရှင်တထေးလင်းပြောတဲ့အတိုင်း3နှစ်ပဲကျုံခံပါမယ်ခင်ဗျာဟာတကယ်ကြီးဟာကိုယ်ရှိတဲ့ငပိပြက်နဲ့အတုံးမြုပ်လေးနဲ့လည်းကောင်းပါလေကွာကြောင်ရပါလို့ကွာဘယ်လို3နှစ်ကျုံခံမှာတော့ဟိုတကယ်ကြီးမင်းပြန်တော့ကမလိုက်ကွာအိမ်နဲ့ကျက်တော့ဝတ်သားချက်စားလို့ရတော့ပါကွာဟိုကျက်တော့ဝတ်သားကတခြားကွာဒါတသိန်းတန်ကွာဘယ်နှသိန်းတန်ကွာဘိုက်ထဲရောက်တော့ပြီးတော့လေဟိုဟာကြီးဖြစ်ကုန်တော့ပါကွာဒီသွားကြပါစို့ကွာအပါတွေဖြစ်ကွာငါမလိုက်တော့ဘူးငါကျုံခံမယ်3နှစ်သွားမင်းအိမ်ပြန်တော့အိမ်ပြန်ပြီးတော့မင်းအိမ်ကထားခဲ့တဲ့လှဲနဲ့နွားကိုလေယူပြီးတော့ငါအိမ်ကပို့လိုက်တော့ကောင်းမရလေလှဲတွေနွားတွေပစ္စည်းတွေကိုစွန့်ပစ်ပြီးတော့တသိန်းနဲ့ထမင်းစားခြင်းလို့3နှစ်ကျုံခံပြီးဘယ်နှစ်တော့3နှစ်ကျုံခံတော့သူ့နာမည်လေးရဘတ်တပတိကာပါတယ်တော့လိမ့်တာ3နှစ်တိကျုံခံတာပြိဿသမင်းအတွက်နဲ့ကျုံခံစားတဲ့လူတော့ဗတ္တပတိကဆိုတာဒီနာမည်ရသမင်းအတွက်နဲ့ကျုံခံစားတဲ့လူဘာလို့သူ့နာမည်သမင်းအတွက်နဲ့ကျုံခံစားတဲ့သမင်းသားကျုံလို့ဒီလိုလဲခေါ်လို့ရဒါတော့ဘာကျုံလို့ခုခေတ်စားရမယ်တောက်ရမယ်လေးတွေပတ်စံရှိတဲ့အိမ်မှာသမင်းလေးကျွေးလို့စားရရင်တော်ပါပြီခမရလို့ခန်းနေတဲ့ကျုံတွေဟာဗတ္တပတိကစပြီးထွက်လာတာလားမသိသမင်းသားကျုံလေးတွေခုခေတ်လည်းရှိတတ်ပါစားရမယ်တောက်ရမယ်လေးတွေမှန်လားကိစ္စကြီးဟိုကစားရမယ်တောက်ရမယ်ကိုမဟုတ်ပါဘူးဟိုလူကတော့ငါ့ကိုငါကြီးကြလို့ပါကဲသမင်းသားကျုံဖြစ်နေ3နှစ်ကျုံခါဒီလို3နှစ်ကျုံခံပြီးတော့နေ့စဉ်နဲ့အပြတထေးထောင်မှာလှုပ်ထိုက်တဲ့အလုပ်တွေကိုမပြတ်မကွက်လှုပ်လာခဲ့ကြည့်ကြပါလို့3နှစ်ကြားနေရောဒီတော့ပြည့်သွားပါလား3နှစ်ဉာဏ်တာနော်ခုနကပြောခုပြည့်တရားတွေပဲကြည့်လိုက်တာပေါ့ကဲ3နှစ်ပြီးတော့အရှင်မထေရနဲ့ဗတ္တပတိက3နှစ်ပြီးကျုံခံခဲ့တဲ့ကိစ္စကြီးပြည့်သွားပြီခင်ဗျာဘာအမှုကိစ္စကြီးများသူမပြုတ်ပဲနဲ့ချွတ်ရွေးမှုရှိသေးတယ်အမောင်တို့မရှိပါဘူးတသေးမဲ့တဲတော်တဲ့လူပဲတနာလဲတနာစရာကောင်းတဲ့လူ3နှစ်တိတိဘာအမှုမှချွတ်ရွေးမှုမရှိပဲနဲ့အခုပြုတ်စုပြီးတော့လာခဲ့ကဲဟောမန္တကြီး
တသိန်းတော်မန္တကြီးကိုထောက်၍သူ့နေ့စဉ်စားခဲ့တဲ့တနေ့3000ကုန်တဲ့ထမင်းကိုလည်းကျွေးလို့ဒီတရားနာပိဿကြီးတသိန်းတန်တဲ့ထမင်းကိုရွှေကွက်ထဲထည့်ပြီးသူကျွေးတော့မယ်တသိန်းတန်တဲ့ဖန်ရည်ကိုဖန်ရည်ချိုးခိုင်းတဲ့မှာတသိန်းတန်တဲ့ဖန်ရည်ချိုးကုန်ပေါ်ကြီးမှာစေနာမလိလို့ခေါ်တဲ့သူ့တထေးတော်တယောက်သေးပဲခြံထားပြီးတော့ဒစ်ပြင်းလေသူ့ရဲ့အယောင်အဆောင်ဖြစ်တဲ့အမျိုးသမီးအကြာကြီးကညာကြီးဘယ်နဲ့အကြာကြီးတောင်ဖြစ်ဟုတ်ပါဘူးပါဇာများမှားရသူ့ရဲ့အယောင်ဆောင်ဖြစ်တဲ့အမျိုးသမီးအပြိုကညာကြီးရေကြိုးကန်းထဲမှာတရားနာပြီးတာအမွှေးနှစာချေတဲ့ဟောရေအိုးတွေနဲ့အချိုးခိုင်းနောက်လာလိမ့်ခိုင်းပြီးတော့ကျွေးတော့မဲထမဲအဲ့ဒီလိုထမင်းကျွေးမဲ့ကိစ္စကိုလည်းမောင်းကျင်းနဲ့ခတ်ပြီးတော့စီလဲစေတဲ့ပြိဿဒါရီရူပြီးသားလူရလို့လေကောင်းပြီပါပြေမောင်းစုခိုင်းတာပြေဒီလိုလူသက်ရှိအောင်မှာဒါမှအပြင်းပြေတာနားကြားလွဲသွားတယ်ထူးလိုက်ကြသမ်းပါလို့ခေါ်တာမှတ်လို့ထူးလိုက်ကြသမ်းပါပြောတာမောင်းအတန်လေသူနားကြားလွဲသွားလို့ဘယ်သူမထူးအဲ့ဒီလူထူးမှာအားလေထူးမှာခုနကတော့ခေါ်တာမှတ်လို့ဒါမောင်းထူးရမှာနော်ဒူတော့ထူးရမှာနော်ဒါရီဒူကြီးလားလူရလို့လေဟေးထူးသားကွာအဲ့ဒီလိုတရားနာပြေကမောင်းကျင်းနဲ့ခတ်ပြီးတော့ကန္နာတထေဤစာနေကြဖြစ်တဲ့တနေ့3000နဲ့ထမင်းနဲ့လက်ရည်နေစားနေကြဖြစ်တဲ့တသိန်းနဲ့ထမင်းကိုစားခြင်းလို့သားပြမရဖြစ်ကိုယ်အိမ်နဲ့ပြပြီးတော့3နှစ်တိုင်ကျွန်းခံတဲ့ဗတ္တပတိကထမင်းစားကျွန်းပြီးဒီကနေ့တထေအယောင်ဆောင်နေတယ်ကွာတသိန်းနဲ့ထမင်းကိုစားပါလေကြည့်ရှုလို့သူတိုက်လူပြည်သားအပေါင်းတို့လာပြီးကြည့်ကြကုန်လို့ကြည်ညာလိုက်တော့ကြိတ်နဲ့တရားနာပြည်သားဟောကန္ဓတထေသာစားတော့ငါပလိတတ်တဲ့စီကြတဲ့မျိုးဟာ3နှစ်တောင်ကျွန်းခံလာရဲကွာအချိုးဖိုးကြီးတွေကလည်းငါရှိကနေရအောင်ပို့ရတော့ပါကွာ3နှစ်ကျွန်းခံစားတဲ့လူကြီးရှင်လို့တော့ကွာအဲ့ဒီလိုထမင်းမျိုးစားကျင်တာလေ3နှစ်တော့ကျွန်းမခံနိုင်မောင်ကွာတခါငါဒီကြတဲ့လူကိုကွာမတော်ငါတဲ့လူကြီးရှင်တာဟုတ်ပြီသားတချို့ဖွားကြီးတွေကလည်းအောင်မလေးငါးတွန်းဖို့ကြလောက်မအောင်ဟဲ့တတိုင်းတလည်းထမင်းဆိုတော့ဘယ်လိုပဲပုံမလီမြောက်စားလက်လုံးလို့ပေါင်းရောက်ပါဗျာကဲရွေးလို့ခါကြပါစို့ဖိုးကြီးဖွားကြီးကများပြောရင်ကျုပ်ပါရွဲ့ပါလေကြောက်ပါတော့ခွေပြီးတော့ကြည့်လိုက်ကြတာတရားနာပိဿရေတပိဋကလည်းရေရိုးကကြီးထဲမှာရေတွေချိုးလို့နတ်လာရေအိုတွေနဲ့နတ်လာတဲ့အမျိုးသမီးကညာတွေကလိမ့်ပေးလို့တရားနာပိဿကြီးတသိန်းနဲ့ရွှေခွက်ထဲမှာထည့်ထားတဲ့ထမင်းကိုစားတော့မယ်ဗျို့ဗတ္တပတိကသူကလည်းစားမလို့ဟာပြေကန္ဓမဒနာတောင်ကပြည့်စေကဗုဒ္ဓအရှင်မြတ်တပါးကလည်းនិရောဓသမဘမှာအထာကြွလာပြီငါဘသူဆွမ်းအလှခံရပါငါအလှခံလို့ငါကိုဆွမ်းလှူဒန်းပြီးဒိဋ္ဌဓမ္မလက်ငင်းအကျိုးပေးမဲ့ပုဂ္ဂိုလ်ဘသူရှိပါလိမ့်ကြည့်လိုက်တော့ငါကြီးကြတဲ့လူကြီးမြင်လာတော့ပြိဿ
မြင်တော့သူ့ရဲ့ဥပနိဒေယကြည့်လိုက်တမ္ပရာလေးချက်နဲ့ပြည့်ဒိဋ္ဌဓမ္မအကျိုးပေးမဲ့နေ့ဆိုတာသိတဲ့ဖြင့်ဟောတပည့်ကြီးပိုက်ပြီးကြွားသပိဋ္ဌနဲ့ရွှေခွဲထဲကထမင်းကိုစားမလို့လက်ကလေးလေးပြင်လိုက်ပါလေရောကောင်းကင်ကပြည့်စိကဗုဒ္ဓအရှင်မြတ်ကသူမြင်အောင်ကြွပြလိုက်သည်ဟောကြည့်အလူကံပုဂ္ဂိုလ်ပါလားပတ္တပတိကဟဲ့ပတ္တပတိကမင်းဒီဘဝမွေပတ္တပတိကဒီဘဝမင်းဆင်းရဲရကွယ်သုံးနှစ်တိုင်းတိုင်းကြုံခံပြီးတော့စားရအောင်ဆင်းရဲတာမင်းနောက်ဘဝကဒါနမပါလို့မြင်လာပြီဩဝိဇဂတပုယတာတိတနာစက်ကြီးပြက်လို့နောက်ဘဝကမင်းမလှူတယ်လို့မွေးတဲ့ပတ္တပတိကတသိန်းတန်းနဲ့ထမင်းမင်းမစားနဲ့စားလိုက်ရင်ကုန်သွားလိမ့်မယ်ကုန်သွားပြီးတော့လေအာဂလုကဖြစ်ပြီးပိုက်ချဲကြတာမလေးဟိုဟာတွေဖြစ်ကုန်မယ်အတူတူတော့ဟဲ့ပတ္တပတိကမစားနဲ့နောက်ဘဝကမလှူလို့ဒီဘဝမှာမွေးတယ်ဒီဘဝမှာလှူရရင်ဟောဖြစ်လျံဘဝပို့ပြီးတော့မင်းမွေးဦးမှာပေါ့ကုန်းကုတ်တရားမရှိအောင်ဆင်းရဲဦးမှာပေါ့မင်းစားမဲ့တသိန်းတောင်မစားနဲ့ဟိုးဟဲ့ဘာတာပတိကဟိုးသူကိုယ်သူတိုက်တွန်းနေဘယ်သူကတိုက်တွန်းတာစေရနာလေးကစေရနာလေးကတိုက်တွန်းတော့ဘာတာပတိကခံရတာထားလောဘကိုအနိုင်ယူသွားလို့ပြိတ္တငတ်မဲ့ငတ်တုံးကလည်းငတ်တိကြတာအလွန်ပဲဖြတ်မဲ့ဖြတ်တော့လည်းသူမို့ဖြတ်နိုင်တယ်ခင်ဗျားတို့စိတ်ကလေးတွေနဲ့ရှင်ကြည့်ပေါ့ဗျာရှင်ကြည့်ပေါ့သုံးနှစ်တောင်ကြုံခံထားရတာဗျာတို့တော်သူနိုင်ပါအဲ့လိုလူဒီထဲတော့ပါကြမှာပါမှာပါမပါပေသည်ရှင်ကြည့်ခင်ဗျားတို့မပါပေသည်ကျွတ်တို့စိတ်မျိုးကိုပြောမယ်တရားဘုန်းကြီးလိမ့်ကိုမလိမ့်ဘူးသုံးနှစ်ကြုံခံမှစားရမယ်တသိန်းတန်တော့ကျုပ်စိတ်ထဲရင်ကိုဝေဖန်ကြည့်လူနိုင်ဘူးအရှင်းရှင်းပြောတာသူများလူခန်းနေတဲ့ဘုန်းကြီးကျုပ်မလိမ့်ဘူးသုံးနှစ်ကြုံခံထားရတာအဲ့လိုမလှူနိုင်တဲ့ဘုန်းကြီးမို့လဲတရားဟောတော်မှာကတိကဖြစ်ပေမဲ့လို့ဘုရားစုစုနဲ့လွဲပြီးတလောက်ထိအောင်စေတနာနဲလို့လဲကျွတ်တို့ဒီခေတ်ထဲလူလာဖြစ်တယ်လို့ကျွတ်တွက်လို့ရမှန်လားရိတ်တာကြီးကြည့်အခုတရားနာပြတာငါမငါတုံးကတော့အလုံးငါတီဖြောင်းမဲ့ဖြတ်တော့လဲကြည့်သူ့စိတ်ဓာတ်ကြီးရေမာလာပြီလူမတဲ့ဗျာသူကကြီးနဲ့ကန်ပြီးဆွေးလူခေါ်ပါဗျာပြေးတာကမော့ကြီးဟောပြစ်စကဘုရားကြွလာတာကိုချီစားအလူအောင်ပုဂ္ဂိုလ်ကြွလာပြီအမင်းငါမငါတုံးကတော့ငါလိုက်တဲ့လူ3နှစ်တောင်ကြုံခံတော့လေအခုလူတော့မတဲ့ချီစားဆံလေးတဲတော်တဲ့လူပဲပြေးတာကကြိတ်လုံးနဲ့တခါလေးချင်းမွန်းနေတဲ့အခက်တမှာပဲပြစ်စကဘုရားလူရောတဝက်လောက်ကြတော့လက်ကလေးကပြတယ်မင်းမို့ချအောင်လေငါကြီးသူရင်မင်းပါစားမလဲတဲ့လက်ကလေးကပြတာပါပါဇာကမမိန်တော့လဲမိန်တဲ့သို့မင်းမို့ချအောင်လေမိန်တော်မူတဲ့သို့အလူကံပုဂ္ဂိုလ်များလည်းတရားဓမ္မတွေရဲ့ပုံမှာငဲ့ပါတယ်တချို့ကတော့လေအလူကံပုဂ္ဂိုလ်တွေအားတဲ့အလိုက်ကန်းဆုံးမသိဘူးတဲ့သိပါတယ်ဗျာငဲ့ပါတယ်ဒီလိုပြောကြပါနဲ့အလွန်ငဲ့တာပါဟောငဲ့တဲ့အကြောင်းလေးကြုတ်ပြောဦးမယ်ဒီကနေ့ဒကမာကြီးတွေကိုယ်ထောင်တဲ့ကိုပတ်စံထုတ်ကြည့်လိုက်အကုန်မလှူနဲ့တရားပါရင်လေကျုပ်90ရဲ့လှူခဲ့မငဲ့တာပြောတာပါအကုန်မလှူပါနဲ့အကုန်လှူလို့ပဲဖြစ်လိမ့်ငဲ့ရတော်မူသဖြင့်တဝဲလူဟဲ့မင်းမို့ခြံခွဲ့တဲ့ဒီလိုဟိုးပြိဿရဲ့အဲ့မလို့မိတ်တော်မူလိုက်တော့ရှင်ဗျာတတိတော်ဒီဘဝအတွက်ချီးမြှောက်တော်မမူပါနဲ့သံတရားအတွက်ချီးမြှောက်တော်မူပါဗျာသံတရားအတွက်ချီးမြှောက်ပါဗျာတဲ့ဒီဘဝကျွန်းခံမှစားရတာဟာဖျားလီတော့အတွက်ဆင်းရဲလို့ပါဗျာချမ်းသာရင်ကိုယ်ဘုံကံနဲ့ကိုယ်စားရပါပါဗျာဒါကြောင့်တတိတော်ကျွန်းခံမှစားရမယ်ထမင်းကိုဒီဘဝမငဲ့ပါနဲ့သံတရားမှာဒီလိုကျွန်းမခံရလေအောင်ဒီ
ဒီလိုမမောရလေအောင်ဒီလိုမငတ်ရလေအောင်အရှင်ဗျာအကုန်လုံးလူခံပြီးတော့တန်မြတ်အတွက်ချင်းရောက်တော်မူပါဗျာဘုရားတပည့်တော်ဟောဒီဆုံးကိုလူတိုင်းရသောကောင်းမှုကြောင့်ဖြစ်လေရတန်မြတ်မှာချင်းရဲ့ချင်းမှလွတ်ကင်းပြီးတော့အရှင်မြတ်တို့သိမြင်သောတရားကိုသိရပါလို့ဤဘုရားအရှင်မြတ်ရတဲ့နိဗ္ဗာန်ကိုရရပါလို့ဤလို့ဒီလိုဆိုလိုပါတယ်အဲ့ဒါလို့ဆူတောင်းပြီးလှူလိုက်တော့ပြစ္ဆေကဗုဒ္ဓရှင်ရကဧစီတပတိတတုံရှံခိပမေဝသမိဇတုလူတော်စုပြည့်စီပေါ့မင်းတောင်းတိုင်းပြည့်စီပေါ့ပြည့်စီဆိုပြီးအလူခံပြီးပြန်ကြွတချို့ကသနာတဲ့သူ့လာကြည့်ကြတဲ့လူတွေကမျက်ရည်ကျ3 နှစ်လဲကြုံခံရပြီ3 နှစ်ကြုံခံပြီးမှစားရမယ်သမင်းကိုအလူခံပုဂ္ဂိုလ်ကဘယ်ကများကြည့်နေပါလိမ့်ဘယ်ကများကြည့်နေပါလိမ့်အခုတော့အလူခံပုဂ္ဂိုလ်ကြွလာလို့လှူလိုက်ပြီးသံဃာတရားကောင်းတဲ့လူပဲတရားတရားကလည်းပြည့်စုံလိုက်တာဒီလိုနဲ့တရားနာပြီးသားကြီးပြန်ရတဲ့လူတွေကအမျိုးမျိုးတနာပြီးတော့ချိန်မွန်ထောပနာစကားများပြောပြီးပြန်ရနောက်တရားနာပြီးသားကြီးအဲ့ဒီတည်တထေးကြပြီရှင်ကနာတထေးမင်းအရှင်တထေးမင်းရဲ့ဓမ္မ3 နှစ်တိုင်ကြုံခံပြီးမှတသိန်းတော်သမင်းစားခြင်းနဲ့ဝတ္တပတိကတိယခုသမင်းနေဓာစီမမစားတော့ပါအရှင်တထေးမင်းဟဲ့ဒါဖြင့်ငါစောကားတာဘောကွာမစားဝဲနဲ့တွန်ပြေးသလားခွေကျွေးသလားဘုရုပေတော့ငါပြောတာဒီလိုမဟုတ်ပါဘူးတဲ့ပြစ္ဆေကဗုဒ္ဓကိုလှူလိုက်တယ်ဟာကျေးဇူးမွေးရင်ထားလောက်အောင်စရာတရားကောင်းတဲ့လူပါလားတဲတော်တဲ့လူပဲနဲ့အပြင်းမဲ့ထွက်ပြီးတော့သူကလည်းအကြည့်ပြစ္ဆေကဗုဒ္ဓအရှင်မြတ်ကလည်းလူတွေမြင်တဲ့ခဏကောင်းငင်ကိုကြွသွားလိုက်တဲ့အချိန်ကန္ဓမာရဏတောင်ပေါ်ရောက်တော့လေကြည်တရားနာပိတာပြစ္ဆေကဗုဒ္ဓ900ကိုတပိတ်တစ်လုံးနဲ့အကုန်ထုတ်ပြီးတော့ကတ်သူဖုံးပေးလောက်ယုံမဲ့ခြံတယ်ပြိတ္တာခင်ဗျားတို့ကအောက်မေ့မှာပေါ့ပြစ္ဆေကဗုဒ္ဓ900တပိတ်တစ်လုံးနဲ့ဝသလားဗျာအကုန်ဝင်လို့ရသလားလို့ခင်ဗျားတို့တို့အရာမဟုတ်ပါဘူးမကြံနဲ့ပါဘူးတော့ပြစ္ဆေကဗုဒ္ဓအရာပါဒီကလည်းတရားဘလဝဟိုကလည်းတရားနာပြိတ္တာနှစ်ပင်ချီနဲ့ကဘာတသိန်းဖြစ်မှဖြစ်တော်မူတဲ့ဖယားငယ်ဖြစ်ပါတယ်ဗျာဒါပြစ္ဆေကဗုဒ္ဓအရာတွေပါအဲ့လိုပြစ္ဆေကဗုဒ္ဓ900ဖုံးပေးတာတွေကိုမြင်ရတဲ့ဖြင့်တထေးဖြစ်တဲ့ဂန္ဓာကလည်းတဲတော်ပြီးသွားအမောင်ဘဒ္ဒပတိကငါအားသေပြုတဲ့ကုသိုလ်ကို1000ပေးပါမယ်အမြဝေပါလို့တထေးသားလေးကန္ဓာကိုကျွတ်တို့ဘဒ္ဒပတိကကအမြဝေဒီလိုအမြဝေပြီးတဲ့နောက်ဒီတရင်ဘယေရွှေနတော်ပေါက်ကြတော့ရှင်မင်းကဗဒ္ဒပတိကကိုခေါ်မင်းဒီလိုကုသိုလ်တွေပြုတာဟုတ်သလားဟုတ်ကြောင်းပါဗျာဒါဖြင့်ကွယ်ဒီလိုကုသိုလ်တွေပြုတော့မင်းနဲ့အတူတကွမင်းကြုံခံလာခဲ့တဲ့ကန္ဓာတထေးရောသိသလားသိပါဗျာသိယုံနေမကဘုရားကျွန်တော်မျိုးကြီးကငွေ1000ပေးသာဓုခေါ်၍သူ့ထံမှာရှိသောပစ္စည်းတွေကိုပင်လျင်တဝက်ခွဲပေးပါဗျာကြည်လေးသာတရားရှိလို့တထဆောင်းနဲ့အမြစခန်းဘယ်တော့မှကူးမယ်ဆိုတာတော့ကြောင့်ပေါ်လာလိမ့်မယ်နော်ကျုပ်ကဇက်ွက်ကလေးတွေကိုစီးပြီးဟောနေရပါတယ်ပြိဿအချိန်နာရီလေးနဲ့ကြိုက်ပြီးတော့အဲဒီလိုတရားနာပြိဿရေ
သူ့ပစ္စည်းတွေတောင်တရားခေါ်ပြီးတော့ပေးပါဗျာဒါဖြင့်ကောင်းပြီအမောင်ဗတ္တပတိကသင်ပြုတဲ့ကုသိုလ်အာငါအမျှဝေပါတော့အမျှဝေလို့ဘုရင်ကလည်းသာဓုခေါ်ပြီးတော့ဗတ္တပတိကဖြစ်တဲ့3နှစ်ကြုံခံပြီးတော့တသိန်းနဲ့စားခြင်းနဲ့သမင်းစားကြုံဖြစ်သောဗတ္တပတိကအားမြဲစွာသောပစ္စည်းတွေကိုပေးပြီးဟောတထေးရာဒူးကြီးကမြောက်လိုက်ပါတယ်ခင်ဗျာဒေသကြီးဘာမြောက်လိုက်တော့တထေးရာဒူးကြီးတထဆွမ်းတော်ပြိဿလက်ငင်းအကျိုးပေးသွားတာဝုထုသမရာအနာဂတ်ဟန္တာလည်းဖြစ်တယ်ဝုထုကလည်းပြည့်စုံတာကိုပုဂ္ဂလသမရာလေးလည်းမှတ်ချင်းမှတ်ပေါ့ပုဂ္ဂိုလ်သူတွေပြည့်စုံတယ်ပြည့်စေကဗုဒ္ဓဘုရားယဟန္တာစိတ်တရားလာပြိဿနောက်ပြည့်စေကသမရာပစ္စည်းကလည်းစင်ကြဲတယ်ခေါ်ပြီးလူတဲ့ပစ္စည်းကိုလူတာမဟုတ်ဘူး3နှစ်တိုင်ခန္ဓာကိုယ်အရင်ပြုပြီးတော့ကြုံခန်းတဲ့ပစ္စည်းကတော့စင်ကြယ်ဘူးလားပြိဿဓမ္မိယလတ္တနောက်စေရနာသမရာတောမနတသဟာကုညာနာသံပယုတ်ဒါနဲ့ရှင်တဲ့ပုဗ္ဗစေရနာမௌဒ္ဒစေရနာအပရစေရနာသုံးပါးသောစေရနာမပြတ်ကွက်တဲ့တောမနတသဟာကုညာနာသံပယုတ်နဲ့ရှင်တဲ့စေရနာသမရာကလည်းပြည့်စုံလို့နောက်ခုနာတိရေကသမရာခုနာတိရေကသမရာလို့ဆိုတာကကျွတ်တို့နိရောဓပမာဝမထသောအခါယဟန္တာဖြစ်ဖြစ်တိထေကဗုဒ္ဓဖြစ်ဖြစ်ဘုရားဖြစ်ဖြစ်နိရောဓပမာဝမထလာတဲ့အချိန်အဲ့ဒါခုနာတိရေကသမရာဒီသမရာလေးချက်ပြည့်စုံလို့ဖြင့်ဒိဋ္ဌလက်ငယ်အကျိုးပေးခြင်းကိုခံရရဲ့ဒီဘဝမှာဗတ္တပတိကနဲ့ခန္ဓာတထေသားတို့အတူတကွနေပြီးတော့ဒီဘဝကစုတည်သောခါဘုရားနဲ့စုအကြမှာနတ်တီကမဆင်းဘူးတဲ့ရုပ်နတ်တီဒီတော့ဘယ်မှာရောက်သွားတော့ဒီလိုနတ်တီမှာခံစားပြီးတော့ကျွတ်တို့ဂေါရမဘုရားလက်ထက်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဤအလုတ်အကျွေးဒါယကတယောက်ရဲ့မယားဖြစ်တဲ့မိန်းမဝမ်းမှာဟောတန်တွေလာတည်တဲ့ရုပ်ဒီလိုတန်တွေလာတည်တော့အတွင်းကကလေးတတိကလေးပြတန်ဃာတော်အရှင်ရတွေကိုအရာအထောင်အသိစသည်တန်သောမုံမြတ်တဲ့ခဲပွဲဘောဇင်တွေနဲ့ကတ်ခြင်းနဲ့တန်ဃာတော်တွေဆုံးကပ်ပြီးတော့အဲ့ဒီတန်ဃာတော်တွေရဲ့ဖွန်ကျွင်းဟင်းကျွင်းကိုသူစားခြင်းနဲ့စားပြီးတော့ပရိတရားကိုနာခြင်းနဲ့ဒီချင်းချင်းတွေဖြစ်လာဒီချင်းချင်းတွေဖြစ်တော့အတွင်းကကလေးတတိတန်ဃာတော်တွေဆုံးပင်ကပြီးတော့တရားနာပိသဖွန်ကျွင်းဟင်းကျွင်းတွေစားနောက်သားယောက်ျားလေးဖွားမြောက်တယ်ဆိုကြပါစို့ဒီလိုသားယောက်ျားလေးဖွားမြောက်ပြီးတဲ့အချိန်ခါမှာကလေးကဥမမဲ့ဇာမမြောက်နောက်တန်ဃာတော်တွေတဖန်ပြီးဆွမ်းကလေးကိုလည်းဆွမ်းကျွင်းဟင်းကျွင်းကိုကျွေးတရားနာပြိဿကျွေးပြီးတော့အရှင်မြတ်တို့တဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကမှုထားလို့တန်ဃာတော်တွေကိုလျှောက်အရှင်မြတ်တို့ဗျာပြီးတော့ကလေးအသိခါဖို့ပေးတော်မူကြပါဗျာတန်ဃာတော်ရှင်မြတ်ကြီးကသိခါဖို့ပေးလို့ဟောပြန်ကြွနောက်ကလေးကလေတရားနာပြိဿ9နှစ်သားလေးရောက်လာတော့ပြိဿကြီးဘယ်နှစ်သားတော့9နှစ်သားလေးရောက်လာတော့ချိန်ခါမှာရှင်သာရိပုတ္တရာကလည်းရင်းနှီးတဲ့ဆန္ဒကဆိုတော့ခဏကြွလာတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့ထာမသူကိုရင်ဝှချင်စိတ်ပေါက်တပည့်မေလို့ကျွန်တော်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့ထာမမှာသာမဏေဝိပြီးတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဤတတိအဖြစ်နဲ့နောက်ကလိုက်သွားပါရစေကောင်းလိုက်တာပါရဲ့အမေတို့ဝတ်ပါပါပြီအဖေတို့ဝတ်ပါပါပြီနဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ထာမနှံပြီးတော့သာမဏေပြုပေးလိုက်9နှစ်သားလေးဟဲ့ဒေသကြီးဘယ်နှစ်သားလေးတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးနောက်ကနေပြီးတော့တတိကြွကြလို့ဆိုပြီးတော့ကျောင်းတော်အကြွနောက်ကပင်ငန်းကောင်းတဲ့တပိတ်ကလေးသူကထမ်းပြီးတော့လိုက်လမ်းကြတော့ကျွတ်တူရေမြောင်းတစ်ခုတွေ့
ဒီကပါတွေ့ရေလျောင်းတွေ့တော့ကိုရင်လေးကအရှင်ရရှိတာပါလေဗျာဩကိုရင်လေသမားတွေကလေဒီ2000လောက်ရှိတဲ့မြောင်းကလေးတူးပြီးတော့လေတွေကိုရေရအောင်ဖောက်သွဲယူထားတာကွလေတွေရေရောက်တဲ့ချိန်ခါမှာကောက်ပင်တွေရေတောက်လို့အပိနံတွေဖြစ်ထွန်းကြီးပွားပြီးတော့အဲ့ဒါတို့ဆံစပါးရအောင်လုပ်ထားတာဟုတ်လားပါဗျာဒီမြောင်းနဲ့စီးနေတဲ့ရေတွေကသိရှိသလားဗျာဟဲ့ကိုရင်ရေဆိုတာဘယ်သိရှိမလဲကွသိမရှိတဲ့ရေကိုကိုလိုရမြောင်းတွေ့ပြီးယူလို့ရသလားဗျာရတာဘောကိုရင်အဲ့ဒီနေရာမှာတရားနာပရိသတ်ရေဒုက္ခတာမဏေလေးနာမည်လေးမပေးခဲ့ပြီမဲ့လို့ဒုက္ခတာမဏေလေးလို့မှတ်ခဲ့ပါဒီကသူ့နာမည်လေးဘယ်သူလဲတော့သူ့ဘွယ်လေးနာမည်မှဲ့လို့ချိန်ခါမှာအိမ်မှာရှိတဲ့လူတွေသူ့မွေးဖွားတဲ့အချိန်ကစပြီးတော့ဆင်းရဲခြင်းအမှုမဖြစ်လို့မောင်ဒုက္ခလို့မဲ့ခဲ့တယ်မြန်မာလူတွေရဲ့မောင်ချမ်းသာလေးပေါ့ဘယ်သူလဲတော့ရိသမောင်ချမ်းသာလေးကိုရင်ဝင်လိုက်တော့ကိုရင်ဒုက္ခအဲ့ဒီဒုက္ခကိုရင်လေးပြီးနောက်ကလိုက်ပြီးတော့ချက်ချာနဲ့ဒီစိတ်မရှိတဲ့ရေအမြောင်းတွေယူလို့ရသလားဖေရတာပေါ့ကိုရင်ရဲ့လို့ဆိုတော့အဲ့ဒီနေရာမှာဖြတ်ဆိုတတိတရားလေးကပ်ကြည်ပါစိတ်မရှိတဲ့ရေတော်မှာကိုလိုရမြောင်းတွေပြီးတော့ယူလို့ရလို့ရဲ့ဒုက္ခသိရှိတဲ့မင်းတို့လူနိဗ္ဗာန်နဲ့ဖို့ရတဲ့တရားအထုတ်ရဲ့ဘာချောင်းမရဘဲရှိပါလိမ့်မလို့အားတဲ့သိမရှိတဲ့ရေတောင်ကိုလိုရသွဲယူလို့ရသေးတာသိရှိတဲ့မင်းနိဗ္ဗာန်ရအောင်လုပ်ရင်ရမဲတဲ့ဒီမှာဟဲ့အဲ့ငါညီမတို့ကများဒီမှာဟဲ့ကြီးတော်ငယ်တော်မှာ9နှစ်သားလေး9နှစ်သားလေးဟဲ့နောက်ဒီလိုနဲ့ရှေ့ဆက်သွားလိုက်ရှေ့ဆက်သွားလိုက်တော့တရားနာသေးတာလေးသမားတွေတွေ့ရှင်လာတဲ့မျက်လုံးလေးတစ်ဖက်မှိတ်ပြီးတော့မျက်လုံးလေးတစ်ဖက်ဖွင့်ပြီးတော့ဟိုဒုက္ခလေးတွေကိုကြည့်ပြီးဘာလုပ်တာတော့ဗျာဟောကိုအဲ့ဒါလေးသမားတွေကွမျက်လုံးလေးတစ်ဖက်ဖွင့်ပြီးတော့ကြည့်ပြီးအဲ့ဒီမြားကလေးကိုလေမီးပေးပြီးတော့ဖြောင်းလာကွကိုလိုရစွတ်တဲ့အချိန်သွားအောင်လို့နေပါဦးဗျာတဲ့အဲ့ဒီသူတို့ဖြောင်းနေတဲ့မြားလေးကသိရှိသလားဗျာဘယ်ရှိမလဲကွအဲ့ဒီလိုစိတ်မရှိတဲ့မြားလေးကိုကိုလိုတယ်လို့မီးနဲ့ပေဖြောင်းလို့ကိုစွတ်ရကိုသွားသလားဗျာသွားတာဘောကွအဲ့ဒီစိတ်ထဲမှာဒုတိယတစ်ဆင့်မန္တလေးဝင်လို့ဒီလိုစိတ်မရှိတဲ့မြားတော်မှာကိုလိုရမီးပေးပြီးတော့ဖြောင်းလို့ရလို့ရဲ့ဒုက္ခမင်းတို့သိရှိတဲ့ပုဂ္ဂိုလ်ဘာကြောင့်နိဗ္ဗာန်မဲ့ဖို့မရဘဲရှိနေရမလို့ဒီမှာဟဲ့အဲ့ငါရနမများမှတ်သွားမိမပြူလေးတယောက်ဘုရားရှိခိုးနေတော့မိမပြူလေးချင်းအမေသူ့လည်းမိမပြူငါလည်းမိမပြူသူလည်းငယ်ရွယ်သူငါလည်းငယ်ရွယ်သူသူ့ဘုရားရှိခိုးသေးတာဟဲ့ငါလည်းရှိခိုးနိုင်ရမယ်ငါလည်းရှိခိုးတတ်တယ်ဒီအတူယူဆိုခြင်းလို့ပြောနေတာဟဲ့ဟိုမှာ9နှစ်သားလေးအဲ့ဒါကြီးရရှင်းရှင်းဝတ်စားပွဲအငြိမ်ဝဲပြောပွဲဆွေးပွဲလောက်တဲ့အချိန်မကုန်နဲ့ကွာကာလာသားလေးတယောက်လိမ္မာတယ်ဆိုအဲ့ဒီကာလာသားလေးအတူကိုခိုးစီခြင်းလို့ငါပြောနေတာဟဲ့ဒါပဲလို့ငါတို့တိုင်းပြည်ကြီးကဘုရားရှိခိုးတဲ့အတန်လူကြားမှရှက်ကုန်ပြီရှက်ဘူးလားပြေကကြီးရှက်ကလည်းမပြောနဲ့ဘယ်တော့မှဘုရားမရှိရှစ်မခိုးဘူးတဲ့လူထားပြီးဘုရားရှိခိုးကြီးပါဘေးကချိန်မလိုက်မယ်ဆိုရင်ဒီကောင်ကြီးယူပြီပေါ့ဒီကောင်ကဘာစိတ်ပေါက်လာတော့ဘုရားရှိခိုးတဲ့လူအတူခိုးလိုက်မယ်တော့မအောင်မိနဲ့ငါကြီးရလမရဒုငယ်ငယ်တုန်းကလေအနည်းအကျဉ်းလာလည်းမပြောနဲ့အဖိုးကြီးဖွားကြီးရှိတဲ့အိမ်မှာကြီးစီနဲ့လေတင်းပုတ်ကလေးနဲ့စိတ်ပရီးနဲ့ဘုရားရှင်ထိတ်ထားတာတွေ့ကျက်တာနဲ့သေးကြလေညအချိန်မှဘုရားဝတ်တဲ့ဒီကြီးစီရည်အရကတာလူခေါ်ကြမနေ့၄နိုင်လောက်ဆိုဆုံးတော်တင်မှုထားပြီကြီးစီရဘုရားဆုံးတော်တင်ပြီးတော့ပေချာလိုက်တာမှအမေငါဟိုအစိုးကြီးရှိသေးတယ်မှတ်နေတာဘလူကြီးတောင်ဆုံးတော်တင်သွားပြီကိုကြီးစီလိုက်သွားပြီကိုရှေးတုန်းကတော်ပါသေးရဲ့အခုခေတ်လည်းဟိုပြက်ကလေးတစ်ထုပ်ကပြန်ဖော်ထား
ပြန်ပေါ်ထားတယ်လေမောင်သိန်းနံလို့ထမရဲ့မမမိုးတော်မမမိုးတော်ကြည့်ရရဲ့အမြောက်ဝေသောဇာဓုဆိုတာလေသိန်းနံကြီးရဒီလိုပြောတာလို့ရှိတော့ငါသဘောကျတယ်ခေဟိုလိုက်ကြည့်ပြီးကိုယ်ကလည်းပြစ်ထားတဲ့ပြတ်သက်တော့ငါမကြိုက်ဘူးနော်ဒီလိုပြတ်သက်လေးတွေသဘောကျဒါပဲလေခုခေတ်တရားနာပိဋကကြီးအဲ့ဒါလို့ကြီးစီရိုက်ပြီးအမျှဝေတာကိုတချို့ကလေးတွေကခဲနဲ့ထုတယ်အဲ့ဒါလို့ဆုံးမခြင်းတစ်မျိုးနဲ့ဘုရားအဆုံးအမတွေကိုခဲနဲ့ထုဆုံးမတဲ့ပြဿနာတွေပေါ်လာကြတဲ့ကတို့တိုင်းပြည်အန္တရာယ်ကင်းလာပြီနဲတော့အန္တရာယ်များကင်းစေခြင်းဒီအတူလေးတွေယူကြကြည့်ဟဲ့ကိုရင်လေးငါညီမနှမများအတူယူစေခြင်းလို့ငါထဲပြီးပြောနေတာပါဟိုမှာရှစ်ဆက်သွားလိုက်လက်သမားတွေအသားတွေခုတ်ရွေးနေရှင်မဖြစ်ပါလေဗျာလက်သမားတွေဘောကွက်အဲ့ဒီတော်တဲ့တိတ်ကောက်တွေကိုခုတ်ရွေးပြီးတော့တကပောင်တကရွက်တွေပန်းတော်တွေလှလှပပပြုတ်ပြီးတော့အိမ်တို့ကျောင်းတို့ဆောက်တာကွဟာဒီတော်တဲ့တိတ်ကောက်တွေကသိရှိသလားဗျာတိတ်ကောက်တွေပဲသိရှိမလဲကွစိတ်မရှိတဲ့တိတ်ကောက်တွေကိုကိုလိုရလုတ်ပြီးတော့ခုတ်ရွေးပြီးတော့လှပအောင်ပန်းတောင်တကပောင်တွေပြုတ်လို့ရသလားဗျာရတာဘောကိုရဲ့အဲ့ဒီနေရာမှာတရားတစ်ဆင်မဝင်လို့ဒုက္ခစိတ်မရှိတဲ့တောတွေကတစ်ကောက်တောင်မှတကပောင်တကရဲ့ပန်းတောင်လုပ်ပြီးတော့ကျောင်းလေးဆောက်အိမ်လေးဆောက်လို့ရသေးရင်မင်းလိုစိတ်ရှိတဲ့ကိုဘာကြောင့်နိဗ္ဗာန်ရောက်အောင်အထုတ်လို့မရပဲရှိနေရမလို့အဲ့ဒီမင်္ဂလေးဝင်ပြီးတော့အရှင်မရသပိတ်နဲ့သင်္ကန်းယူတော်မူပါဗျာတပည့်တော်ကြောင်းပြန်ခြင်းပါလေဗျာတရားအထုတ်ခြင်းစိတ်တော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကလည်းပြီးကိုရင်ပေးကွတပည့်တော်သင်္ကန်းလေးယူလို့အရှင်မရတပည့်တော်အတွက်လည်းများစွာအရသာရှိသောအာဟာရတွေဆောင်ယူခဲ့ပါဗျာကိုရင်နဲ့မရတော့ဘဲနဲ့လုံးမတော့နဲ့အရှင်ရဘုံကံနဲ့မရလဲတပည့်တော်ဘုံကံနဲ့ရကိုရမှာပါဗျာဒါနဲ့သူကပြန်ကြွပြန်လာပြိတ္တာအဲ့ဒါတော့လေးပေးလိုက်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးသတင်းသုံးတဲ့ကျောင်းသားဖွင့်ပြီးတော့ပြန်မလင်းခွေဘယ်ဘက်လက်ဝါးပေါ်ညာဘက်လက်ဝါးလေးဖြန့်တယ်လက်မထိလေးချင်းမထိတထိထားသက်ခုံတရီလေးအောက်ချဒီတရားအထုတ်နည်းတွေကျုပ်အရင်တုန်းကစပြီးဟောဒီတောင်ကူမှာဟောခဲ့ဘူးပါလေဒါဥဆုံးကာယံပဏိဒါယတို့ဘာလင်္ဂအာဝုဒိတဝါတို့အစရှိသဖြင့်ဒါဝိကြားနေလိမ့်မယ်ဇတ်ထုတ်ထဲကရွှေ့ထည့်လိုက်ကြအောင်ဆိုအချိန်လာယူလေးနဲ့နောက်ပိုင်းတစ်ထုပ်ကဟောအောင်ပါဒီကကြီးနောက်ပိုင်းတစ်ထုပ်ကကျုပ်မေနှင်ထုတ်တေးတပုတ်ကိုဟောမှာပါပြိတ္တာဒီပိုင်းတော့ငိုသေးဘူးနောက်ပိုင်းတော့ဖြစ်သလိုကြည့်လို့ရမှာဒါကြီးညာထားရသေးတာအချို့ကလည်းရှောက်တယ်ရွှေသံတော်ဘုရားကုန်းတော်ဘော်တုန်းကရှင်မရ3ညစလုံးဘုရားတဲ့တရားနာရတာတိမ်ဒီတော့ရပါရဲ့တဲ့ငိုနေကြအတန်လေးလည်းမကြားရလို့တဲ့နောက်ပိုင်းကြည့်ရှုလုပ်ကြတာပေါ့မေနှင်ထုတ်တေးတပုတ်ထဲကြတော့ကဆလန်းလေးခတ်တော့သွားကြအောင်ဆိုဒီလိုနဲ့တရားနာပိဋကကြီးကျောင်းထဲမှာတိုက်ခိုင်းနေဝင်ပြီးတရားအထုတ်ခံပြီးတရားမင်းကြောက်ချတင်းလာဟာငါကြောက်ချတင်းတယ်ဘာအကြောင်းရပါလိမ့်ခရသာတော်လေးအထုတ်တော့မလို့ပါလားငါမသွားလို့မဖြစ်ဘူးပဲနာမင်းကြီးလေးပါလာခဲ့နာမင်းကြီးလေးပါခေါ်သွားလို့ဟောဒီမြတ်စွာဘုရားကိုရောမြတ်ကြီးတရင်သုံးတဲ့ကျောင်းတော်ရဲ့အနီးအပါမကောင်းတဲ့တွန်းနဲ့တရိษံနေမကောင်းတဲ့အတန်တွေဘာသာမှမကြားစီနဲ့အဝေးနှင်ထုတ်ခိုင်းစောက်ခိုင်းသိရချောင်းမကြစီနဲ့သိကိုင်းချောင်းမကြစီနဲ့ကြောင်းမဟုတ်တရားမင်းကနေနသားလက်နသားတွေကိုလည်းမိုးမတက်အောင်နဲ့ကိုရင်ကလေးတရားအထုတ်မပြီးပြန်နေလွဲသွားရင်သုံးမစားလိုက်ရမှာဆိုလို့နေကိုဆွဲထားဟဲ့တဲ့တရားမင်းကသူကိုယ်တိုင်လည်းတရားနာပိဋကတကားချိတ်တွေကိုကင်ထားဘာသာမှမကြားရအောင်ဆိတ်ငြိမ်ပြီးတော့ကိုရင်ကလေးကြီးထိုင်ပြီးတော့လုံးတွေ့ခဲ့တဲ့လက်သမားတွေရင်မြောင်းတွေလေးသမားတွေကိုအကြပြီးတော့အထုတ်လိုက်တာဝိပဿနာကမ္မထံကြိုးစားလိုက်တာပိဋကဟောအောင်မဲ့ကျွတ်တို့3မိနစ်3ဖို့စိုက်သွားပါလေဗျာအနာဂါမိမနဲ့အနာဂါမိဖို့ဒီလိုစိုက်သွားတယ်ပြိတ္တကြီးဒီလို3မိနစ်3ဖို့စိုက်သွားတဲ့ချိန်ခါမှာ
မြတ်စွာဘုရားကိုတော်မြတ်ကြီးကလည်းရွှေဉာဏ်တော်နဲ့ကြည့်လိုက်တော့အော်ငါဤသားတော်လေဒုက္ခသာမဏေဒီတရားအထုတ်နေပါလားသူဥပ္ပဒေဆရာဖြစ်တဲ့ငါဤသားတော်ကြီးရှင်သာရိပုတ္တရာကိုတော်ကြွလာရဲ့ငါဤသားတော်ကြီးဒီငါသာမဏေလေးဆောင်းဆာလှရော့မယ်ဆိုပြီးပြည့်စုံတဲ့ခန္ဓာနဲ့မစင်ရင်မဲနဲ့ဝင်လိုက်ပါကအရဟတဖို့ယဟန္တာမဖြစ်ခင်အနှောက်အယှက်တွေ့တော့မှာပါလားဟောဘုရားကိုယ်တော်မြတ်ကြီးကကြောင်းပေါက်ကနေပြီးတော့ဖြီးပြီးတော့အတောက်လျှောက်ပေးဝိုင်းတောက်လျှောက်ရတာနော်တထဆွမ်းနော်တထဆွမ်းနော်ပြိဿဘယ်လောက်ဆွမ်းလို့တထဆွမ်းနဲ့နော်ကြည့်ပြိဿ33ဖို့တည်သွားပြီမြတ်စွာဘုရားကစောင့်နေရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကလည်းမုံမြတ်တဲ့ခဲပွဲအာဟာရတွေရလာတော့ပြန်ကြွလာတယ်ကိုပြိဿငါကိုရင်ကလေးငါတပီလေးဆာလာရောမယ်ပြန်ကြွဘုရားကိုယ်တော်မြတ်ကအနောက်ဆက်ဖြစ်မှာဆိုလို့လမ်းကခီးပြီးတော့မေးခြေသားသာရိပုတ္တရာစိတ်မရှိရဲ့ရေကိုလူရမြောင်းတွေယူလို့ရသလားကွယ်ဒါရီပေါ့ပြိဿစောစောတုန်းကကိုရင်လေးကရှင်သာရိပုတ္တရာမေးတဲ့အမေးမျိုးတွေမြတ်စွာဘုရားကမေးလို့ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကဖြေကြလို့ကိုရင်လေးကလည်းတရားနာပြိဿကြီးမိမိကိုယ်တိုင်တွေ့ခဲ့ကြုံခဲ့သမျှတွေအားကြလို့တက်နေကြဖြစ်တဲ့ခင်ဗျားတို့တောင်ငူမျိုးဒါညံစင်လေးနဲ့တက်ကြည့်လိုက်ကြအောင်စို့တရားနာပြိဿဒီဆိုကောင်းတဲ့တဲ့ထိုင်ရဲ့ဒီဘုမကောသင်္ခါရတရားလိုရှုလိုက်တာတဘာဝသစ္စာကိုအသိလေးသိမိလာတော့ကလျာဏပုထုဇဉ်နဲ့အကျဉ်းနဲ့မြေသုလသောတာပန်လက္ခဏာအစအဆုံးနဲ့အတိကလေးစိတ်ပြီးတော့မှကြာစေရုံနဲ့လေဟောမှာလက္ခဏာသဘောလေးတွေမြင်လာရင်သမက္ကနာခေါ်တဲ့ညာလက်တစ်ချောင်းဆိုတာကြည်ရင်အကြည့်မခံတော့ဘာကဖြစ်ပြလည်းရယုံနာပြီးဥရိယဘုရားခေါ်တဲ့ညာဘယ်နှချောင်းလို့ကြည့်ရတော့ယုံနေဖြစ်ပြမြန်ဝသိညာကမိတော်မလိုက်နိုင်အဘိဓိမရှိလို့မိတော်မလိုက်နိုင်တော့ဖြစ်တာတွေပျောက်ပြီးတော့ပြစ်တာတစ်ခုတည်းသဘာဝပေါ်ရောက်လာတော့ဘင်ကညာဘယ်နှချောင်းလို့လောကကြီးတစ်ခုလုံးပင်လေရေစွန်းနဲ့ခတ်တော့ဝိနည်းရဲ့ဝိနည်းပြီးတော့ပင်လေတကယ်လို့ရှိတဲ့ရေထိုးအတူငန်းတယ်လို့ပြီးတော့ခဲ့တော့ဟိတ်ကြယုံနံတွေကိုပါအစ္ဆဒယုံနံကခြေလို့ပင်လေရေစွန်းနဲ့ငန်းတယ်လို့တဲ့အစ္ဆဒဟာယုံနံအပြက်ကိုမြင်လိုက်တော့ဗဟိတယုံနံအပြက်တွေကိုပါမြင်တော့လေဒီမှာပရိသအာကိုခြင်းစရာလည်းမရှိဒီယုံနံပြုပြရပါဘူးဒီယုံနံရဲ့ဒါရကျွတ်တို့လည်းဒီဆရာကြီးကငါတလုံးနဲ့သုံးနဲ့ကျေသုံးလို့မြင်လိုက်ပုံနဲ့တိုက်တုံးဟိုက်တဲ့ဆူညာမြူလောက်ကမှမချမ်းဘူးလေကတောင်းကြီးအမြဲနဲ့ကလေးမစဲနဲ့ချွေတော့အပမီအကြီးကုန်တယ်ဘုံနဲ့ခွေလေးတွေ့လောင်ကြီးပြောင်းနဲ့တိုက်ရှိပါပြီအမိတ်တဲ့ဝတ်နွယ်ကာမဝကိလေသာဝဝိပါကဝတောင်းတရဲ့လို့ရတွေ့အောင်မရရောအမိတ်တဲ့ဝတ်နွယ်ဖြစ်မစဲငါးထွာရအာယုပြုလိုက်တော့လေဟောခုတရားနိုင်မျက်စိနာလျာကိုအဖြစ်မစဲအတိအာယုကလေးဆေးတွေနဲ့လဲပြီးတော့မှဘယ်လိုလဲကျွေးတယ်မလို့သူကလာမောက်တော့တယ်နောက်တော့ဖမလာလေအခါခုတွင်တစ်ခုကဝင်ရလေအခုလိုပဲတဲ့ဘယ်လိုရကောင်အနေနဲ့မအိုခြင်းမနဲ့အိုမနာခြင်းမနဲ့နာမဝေခြင်းမနဲ့သိပြီးတော့ပူဆွေးဒုက္ခတွေနဲ့အခါခုတွင်တစ်ခုကဝင်ရဟာလေသင်္ခတ္တရိယုံနာရဲ့လို့ဆံရနဲ့ခြေပြပြုရပါပဲဒီယုံနာရဲ့အာဟာထုတ်ရပါပဲဒီယုံနာရဲ့ဒီယုံနာရဲ့ဟောင်းရမတင်စီနိုင်လို့ဒီမိတွေပဲပါမဟာငြိမ့်ရမယ်လို့လည်းဒီသတော်ကြီးကထားရောက်အဲ့ဒီမိတွေမြင်လာတော့ကြောက်ဖွယ်ရာကြီးလို့ထင်တော့ဘယ်ရညာဘယ်နှချောင်းလုံးမျိုး
ဘောရနာကူစားပြီးတို့ဘာလာပဲကိုတိရနာကလွန်ခဲ့ပါပြီဘယ်လိုကြည့်ကြည့်အကြည့်မခံယုံနာအပြစ်တွေမြင်မြင်တော့အာဒီနဝခေါ်တဲ့ညာဘယ်နှချောင်းလို့ဒီစင်မလေးဖြင့်ဒီလောက်ခါဖြစ်တော့မှာပဲလို့သိရဲ့တိုက်ကြည့်နေတဲ့လူတွေငရေကလှုပ်လို့တိုက်ကြည့်ပြိုပြီးတော့မလို့သိရမနေခြင်းလို့ဒီရောက်လာမောညီငွေတဲ့နေဘိန်းကခေါ်တဲ့ညာဘယ်နှချောင်းလုံးညလွတ်ချင်းတော့ဘယ်ကပါလဲခန္ဓာဝန်ကြီးကလွတ်ချင်းတော့မုံစီတုကရတာခေါ်တဲ့ညာဘယ်နှချောင်းလုံးအပြင်းပြင်းကြီးပฏิသင်္ခါညာလို့ရှင်တက်လာဒီခါပฏิသင်္ခါညာထဲလိုက်တော့ဘယ်နှချက်ရှိသွားတော့ဘယ်ကလည်းဘူးနေကလည်းဘူးချေကလည်းဘူးခိုးစရာလည်းမရှိဟာလည်းပြည့်တယ်ဘူးရလည်းဘူးဖြည်းဖြည်းကလည်းဘူးတော့အရင်ကြီးနဲ့တွေ့ရင်ကောင်းပါပဲလို့အရေးကိုလှမ်းလို့အပူစခန်းလေးပေါ်မှာအပိညာကမနေသလိုကြာတော့လေပြည့်နေတဲ့ရုံလုံးကခါရလူလှုပ်ပြီးတော့ပြစ်လိုက်တဲ့အချိန်ခါမှာသင်္ခါရုပ္ပခါခေါ်တဲ့ညာဘယ်ချောင်းလုံးရိတ်တာကြီးဘောရီပဲခရတရား39ပါးနဲ့အစဉ်လျောတဲ့အနုလောမခေါ်တဲ့ညာဘယ်နှချက်ရှိအဲ့ဒီညာစဉ်ဆဲချက်ကတက်ပြီးတော့ကမှတရားနာပရိသတ်ရေအရဟတပူဇောရောက်ခါနီးကာလရှင်သာရိပုတ္တရာကိုရောင်မြတ်ကြီးနဲ့မြတ်စွာဘုရားကိုရောင်မြတ်ကလည်းပြဿနာဖြေလို့အပြီးကြည့်တရားနာပရိသတ်ရှင်သာရိပုတ္တရာကကိုရောင်လေးအဆောင်းဝင်လို့ကျွေးဆိုးစားလို့လည်းအပြီးဟောကြောင့်မင်းလည်းနမင်းကြီးလေးပါကလည်းနတ်ပြည်သို့အပြောင်းကောင်းငင်ကနေကိုဆွဲထားတဲ့နေနာသားကလည်းနေကိုလက်ထဲကအလို့ကြည့်ကိုရင်လေးအဲ့ဒီအချိန်ကာလမှာအခြေခံပြီးပရိက္ခဉာဏ်စဉ်ဆုံးသောကာလအရဟတဖို့ရောက်တော့မလို့ပြိဿရေအခြေခံပြီးပရိက္ခနီးပြီးလျော်ပြီးဥပဇာနုလို့ဟောဒီကအရေးဒီဘက်ကအပူနာရည်ရှိတယ်လို့ဉာဏ်စဉ်ကတရွေခွတ်တရဘူးဉာဏ်ဖြင့်အရေးဆဲကပြည့်လှဲပြီးတော့ဝင်လိုက်ရတယ်လို့နေဘူးတဲ့မှာအရေးနားလေးအတွင်ကိုဝင်လိုက်ရတယ်လို့အင်းကြီးကလေးများလှပ်ပြီးတော့လေဒီမှာပရိသတ်ဖူးနဲ့မို့ရလာရတယ်လို့ဝိပဿနာဉာဏ်မှလွတ်တဲ့မောစလတတိဖြင့်ခွတ်တရဘူးဉာဏ်သူယူခြင်းနဲ့နိဗ္ဗာန်ကိုပဲသစ္စိကနာတတိဖြင့်မဲ့ရအောင်ပတ္တတိတတိဖြင့်ဖွညာကြလို့ဟောတရားနာပြိဿလေးမလေးဖို့ကိုကူ၍ဒုက္ခခေါ်တဲ့တာမဏေလေးအာသောကိုခိုင်း၍ယဟန္တာကြီးအစီဖြစ်ကြီးဖြစ်ရရှာလေတော်သည်ဒီကကြီးယဟန္တာဖြစ်သွားပါလားအဲ့ဒီနေ့လူတွေတော်မျက်စိလဲတယ်လဲရောပေါ့လဲထုံတဲ့လူတွေဖြုတ်မှဖြုတ်ရတော့ပဲသူတို့ကမွန်းတဲ့နေထမ်းတစ်ဖျားရောက်မွန်းတဲ့ရင်ဖြုတ်တာကိုပြိဿကိုရင်လေးသုံးမစားရသေးလို့ဆွဲထားရတယ်မနေ့ပိုင်းနေရမွန်းကိုမတက်နိုင်ဘူးနွားတွေလည်းမောလို့အမြုပ်တွေထွက်လို့လူတွေလည်းဟိုက်လို့ဘိုက်ကိုရက်လို့ထမင်းစားတာနဲ့မွန်းကိုမတက်နိုင်ဘူးတဲ့ကိုရင်လေးတော့နေနာသားဆွဲထားတော့နေတာကမနေ့ပိုင်းရှိနေတာပေါ့မနက်ပိုင်းပဲလို့ရှိပေမဲ့လို့ဆွမ်းစားပြီးလို့နေလဲလွတ်လိုက်ပါလေရောဝိုးကလေးနေကြီးထိုးကြသွားတယ်လို့ထင်ရညနေပိုင်းချိန်ကနဲနေဘုံတကူအနုဘောရှိတဲ့ကိုရင်လေးကိုအဲ့လိုနဲ့တရားနာပြိတ္တာကြီးနောက်ရဟန်းနေစကားဖြစ်တတ်ရှိတာတော့ဘာကိုပြောနေကြလဲမှန်လားပါဗျာတဲ့မနေ့ပိုင်းနေတာရှိပြီးတော့ညနေပိုင်းကြတော့နေကဆွဲချလိုက်တယ်လို့လျောကျသွားလို့ပြောနေကြပါဗျာဟဲ့ဖြစ်တာတော့တဲ့ဘုန်းတော်ကအလူဘောရှိရဲ့ငါဤသားတော်လေးဒုက္ခကမလေးအားငါဖယားလေးစောက်ရှောက်ပြီးဥပ္ပဇ္ဇဆရာသူ့ဤသာရိပုတ္တရာကိုရောင်မြတ်ကြီးလည်းစောက်ရှောက်ပြီးတရားမင်းလည်းစောက်ရှောက်ပြီးငါမင်းကြီးလေးပါလည်းစောက်ရှောက်ပြီးနေနာသားကလည်းဆောင်းမစားတဲ့အရဟတဖို့မရောက်ခင်ဆုံးမစားရမှာဆိုလို့နေမလွဲအောင်နေကိုဆွဲထားရပြီ
ဒါကြောင့်ဆွမ်းစားကိစ္စပြီးသောအခါမှာနေပြီးလျော့ကျသွားတာမြန်းလေခြင်းကတခြားမဟုတ်ဘူးငါဤသားတော်ဒုက္ခသာမဏေကြောင့်ဟဲ့လို့ရှိတာလေနားထောင်ကြကြောင်းလေလို့ဘုရကေနယံတိနိတိကာဥဒ္ဒကာရဓမ္မယံတိစေကနံဓာရုံဓမ္မယံတိတိသကအတ္တနံဓမ္မယံတိသုဘတာလို့ဘုရားကိုယ်တော်မြတ်ကနိတိကာရေကိုဆောင်ယူတတ်ကုန်သောနိတိကာရေကိုဆောင်ယူတတ်ကုန်သောဥဒကာရေကိုနယံတိမိမိလိုရသို့ဆောင်ယူကြကုန်၏ဩဒုကာရလေးသမားတို့သည်ဒေသနာမြတ်ကိုဓမ္မယံတိဖြောင်းအောင်ပြုကြကုန်၏တိသကာဒဇင်းသမားတို့သည်ဝါလက်သမားတို့သည်ဓာရုံပိတုံကိုဓမ္မယံတိမိမိတို့အလိုရှိတိုင်းကောင်းနေတာကိုဖြောင်းအောင်ပြုလို့ကြကုန်၏လောကသားဆိုလိုသောစကားရှိသောသူတို့သည်သူတော်ကောင်းစကားကိုနားထောင်တတ်တဲ့လူလို့ဆိုပါတယ်ပြိဿလောကသားဆိုလိုသောစကားရှိသောသူတို့သည်အတ္တနာမိမိကိုဓမ္မယတိမဲ့ဖို့ရောက်အောင်ဆုံးမကြလေကုန်တော်သတည်းအဲ့ဒီဒေသနာဓမ္မကနာရသဖြင့်မြတ်စွာဘုရားဤတပိသာသံဃာတော်များသည်သောတာပန်သဂရာကအနာဂယဟန္တာအစရှိသည်ဖြစ်ကြပါကုန်ပြီဆိုတဲ့တထဆွမ်းနဲ့ယဟန္တာအမြတ်စခန်းရောက်သွားတဲ့ဇလောင်းဟာရှေ့ပိုင်းဒီနေရာနေကြည့်တမ်းပါတယ်ဗျာဒီကဆောင်းပဲလက်ထပ်တို့